အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ခန္ဓာကိုယ်တွင်းမှာရှိတဲ့ကျွန်တော်အစီ၃မျိုးကြောင့်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမအစီတစ်မျိုးကတော့ essential fat လို့ခေါ်တဲ့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အစီပဲဖြစ်ပါတယ်ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အစီလို့ပြောတဲ့အတွက်သူကဘယ်နေရာတွေမှာရှိလဲဆိုတော့အုံနောက်ရိုးရင်းချီစီတွေမှာရှိနေတယ်နောက်တစ်ခုကကျွန်တော်တို့အင်္ဂါပတ်ချာလည်မှာအမြင့်ပါးလေးတွေမှာရှိတဲ့အစီတွေပဲဖြစ်ပါတယ်ဒီအစီတွေကကြတော့ခန္ဓာကိုယ်အတွက်အကျိုးပြုတာဖြစ်ပါတယ်ဘယ်လိုကျိုးပြုလဲဆိုတော့ကျွန်တော်တို့ဟော်မုန်းတွေထုတ်လိုက်ဖို့ခန္ဓာကိုယ်ဆဲတွေကြီးထွားဖို့ဖွံ့ဖြိုးဖို့နောက်တစ်ချက်ကကျွန်တော်တို့ခန္ဓာကိုယ်ပူချိန်ထိန်းထားနိုင်ဖို့အစရှိတဲ့ကျွန်တော်တို့ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့လုပ်ငန်းတွေလုပ်ဆောင်ပေးတာဖြစ်ပါတယ်နောက်တစ်စီတစ်မျိုးကတော့ကျွန်တော်တို့ visceral fat လို့ခေါ်တဲ့ခန္ဓာကိုယ်ကိုယ်တွင်းအင်္ဂါတွေမှာပတ်ချာလည်မှာရှိနေတဲ့အစီတွေပဲဖြစ်ပါတယ်ဒီအစီတွေကကြတော့ခန္ဓာကိုယ်အတွက်ဆိုးကျိုးအများကြီးပေးတာတွေ့ရပါတယ်ခန္ဓာကိုယ်ကိုယ်တွင်းအင်္ဂါပတ်ချာလည်မှာအစီတွေများပြီဆိုလို့ရှိရင်ကျွန်တော်တို့သွေးတို့စီးချိုတို့လေဖြတ်တို့နှလုံးရောဂါတို့အစရှိတဲ့ယောဂါတွေတောက်လျှောက်ဝင်ရောက်လာနေတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကခန္ဓာကိုယ်တွင်းအင်္ဂါမှာအစီတွေမများဖို့ဆိုလို့ရှိရင်မိမိရဲ့ခန္ဓာကိုယ်လေးချိန်ကိုပုံမှန်မှာရှိအောင်ထိန်းထားနိုင်ဖို့အတွက်အရေးကြီးတာပဲဖြစ်ပါတယ်နောက်တဲ့စီတစ်မျိုးကတော့ကျွန်တော် Sagittarian fat လို့ခေါ်တဲ့အရေပြားဥတွေမှာတွေ့ရတဲ့အစီတွေပဲဖြစ်ပါတယ်ဒီအစီတွေကတော့ကျွန်တော်တို့လက်မောင်းတွေကိုဖြစ်ကျင်သိနေတယ်ကျွန်တော်တို့ပေါင်တွေကိုဖြစ်ကျင်သိနေတယ်ပေါ့နော်ဒီလိုအစီတွေများနေပြီဆိုလို့ရှိရင်လည်းခန္ဓာကိုယ်အတွက်အကောင်းကျိုးမပေးတာကိုတွေ့ရတယ်လိုအပ်တာထက်ပိုမများဖို့အတွက်တော့အရေးကြီးတာဖြစ်ပါတယ်စောနာ visceral fat ထက်တော့ဒီ Sagittarian fat ကခန္ဓာကိုယ်အတွက်အရင်ဆိုးကျိုးပေးတာမျိုးတော့မတွေ့ရဘူးသို့တော့ဒီအစီတွေကလည်းခန္ဓာကိုယ်မှာများလွှမ်းရင်မကောင်းဘူးဆိုတာတော့သိထားသင့်တာပဲဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ကျန်းမာခြင်းတဲ့လူငယ်လူရွယ်တွေကျန်းမာခြင်းတဲ့လူကြီးတွေနေနေဆိုလို့ရှိရင်မိမိရဲ့ခန္ဓာကိုယ်အလေးချိန်ကိုပုံမှန်မှာရှိအောင်ထိန်းထားနိုင်ဖို့လိုတယ်မိမိရဲ့ကိုယ်ရင်းအစီပမာဏကိုရှော့ချနိုင်ဖို့အတွက်အရန်ကိုအရေးကြီးတာဖြစ်ပါတယ်ဒီလိုတွေလုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်လေ့ကျင့်ခန်းတွေပြုလုပ်ပေးရမယ်နောက်တစ်ခုကအေးဝေါင်တွေပေးရမယ်ရေတွေများများတောက်ပေးရမယ်အစီများတဲ့စားတောက်တွေကိုအသက်ရွယ်ရလာတဲ့ပြန်နဲ့ရှော့ချပြီးတော့စားသုံးသင့်တဲ့ကျန်းမာရေးနည်းလမ်းတွေကိုလှုပ်ဆောင်ပေးတင်တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်